မြတ်စွာဘုရားသခင်ကိုရောမြတ်ကလွန်ခဲ့တဲ့နှစ်ပေါင်း2600ကစကိုင်းဒေသကိုရောတိုင်းကြောက်ရောက်ခဲ့တယ်ဆိုတာပိဋကတ်စာပေအထောက်အထားမရှိတော့လဲမြမသမိုင်းမှတ်တမ်းတွေထဲမှာတော့ဘုရားသမိုင်းတို့မြမသမိုင်းတို့ဆိုတဲ့အထက်မှာမြတ်စွာဘုရားကြွရောက်ခဲ့တဲ့အကြောင်းတွေကိုဖော်ပြထားတာမှတ်တမ်းတွေရှိတယ်ပေါ့မှတ်တမ်းဆိုတာမှတ်သားတဲ့လူရှိမှပဲမှတ်တမ်းရှိတာလောကကြီးမှာမှတ်တမ်းမတင်မဲနဲ့ပျောက်ဆုံးသွားတဲ့အချက်လက်တွေကအများကြီးပဲဒီကနေ့ထိခေတ်တင်မဲ့ကြည့်ပေါ့အလုံးကြုံတွေ့ခဲ့ရတဲ့ဘဝအခြေအနေရရက်ကိုမှတ်တမ်းတင်နိုင်တာဟာအလွန်နည်းတယ်မှတ်တမ်းမတင်ခဲ့တာတွေကများတယ်မှတ်တမ်းရှိမှအမှန်လို့ပြောမယ်ဆိုလို့ရှိရင်အမှန်တရားဆိုတာနည်းနည်းလေးပဲဖြစ်တော့မှတ်တမ်းမရှိတော့လဲတကယ်ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်ခဲ့တွေဟာအများကြီးရှိတယ်ဒေသတစ်ခုကိုမပြောနဲ့ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တောင်မိမိရဲ့တဘဝတာတသက်တာမှတ်တမ်းလို့ဆိုပါစို့မွေးဖွားသည်ကနေစပြီးတော့ဘဝတစ်ခုဆွလွတ်ရတဲ့အခြေအနေအတွင်းမှာဘာတွေဖြစ်ပျက်ခဲ့သလဲလို့ဆိုတာမှတ်တမ်းတစ်ခုနဲ့မှတ်မယ်ဆိုရင်ကုန်နိုင်မွယ်ရမရှိဘူးမှတ်ထားတော့လည်းပဲနီးငယ်မြတာဖြစ်တချို့ကတသက်တာမှတ်တမ်းလို့ရေးပေးမယ်လို့တသက်တာရဲ့7 ပုံ1 ပုံလောက်တောင်မရှိဘူးလို့ပြောအတွေ့အကြုံအလုံးနဲ့ဟာမှတ်တမ်းထဲမှာဝင်သွားတာမဟုတ်ဘူးဒါကြောင့်မို့လို့မှတ်သားထားတာနဲ့မမှတ်သားထားတာဘယ်သူကများတော့ဆိုမမှတ်တာတွေကများတယ်ဒါဟာသဘာဝပဲပေါ့ကိုယ့်ကိုယ်ပဲကြည့်လိုက်ဒီကနေ့အသက်80 80ရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာတနှစ်သားအရွယ်ကမိမိဘာတွေဖြစ်ခဲ့တယ်ဆိုတာကစပြီးတော့တနှစ်သားအရွယ်ကစပြီးမိမိရဲ့ဘဝအတွေ့အကြုံတွေကိုမှတ်တမ်းတာအပြည့်အဝတင်နိုင်မယ်ဆိုလို့ရှိရင်အမှန်တန်ကြီးမားတဲ့စာအုပ်ကိုယ်တော်ကြီးတစ်ခုတောင်ဖြစ်ကောင်းဖြစ်နိုင်နော်မှတ်တမ်းဆိုတာအကုန်တင်နိုင်တာမဟုတ်ဘူးဒါဖြင့်မှတ်တမ်းမတင်နိုင်တဲ့အကြောင်းအရာတွေဟာမမှန်ကန်ဘူးလို့ပြောရမလားလို့ဆိုဒီလိုလည်းပြောလို့မရရှေးတုန်းကအဆိုပြုခဲ့တယ်သတင်းစာများသည့်သမိုင်းကိုပြောနေကြသည်ဆိုသတင်းစာပြောတဲ့သမိုင်းကအကုန်လုံးအစစ်မှန်မဟုတ်နိုင်ဘူးသတင်းစာတွေပါရာတာတကယ်အဖြစ်ပြက်မဟုတ်ဘူးသတင်းစာတွေမပါတဲ့တကယ်အဖြစ်ပြက်တွေအများကြီးရှိခဏခေတ်တောင်မှပဲကြည့်ပေါ့သတင်းစာတွေမှာမှတ်တမ်းတင်ခံရတဲ့အကြောင်းအရာနဲ့မှတ်တမ်းမတင်ခံရတဲ့အကြောင်းအရာဘယ်ဟာများမှတ်တမ်းမတင်ခံရမြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲဒီအဓိပ္ပာယ်မျိုးကိုပြောခဲ့တယ်ဆိုတာဘုန်းကြီးတို့တွေမှတ်သားထားပြီးတော့အင်တန်မှဖြစ်နိုင်တဲ့အရာတစ်ခုမြတ်စွာဘုရားကမြေမုံလေးကိုကိုရမြတ်ရဲ့လက်သေးကုံပေါ်မှာတင်ပြီးတော့အေးငါဘုရားသိတာတွေကမဟာပရိဝေမြေကြီးလောက်ရှိတယ်ငါဘုရားဟောတာလက်သေးကုံမှာရှိတယ်မြေမုံလောက်ပဲလို့ဆိုကြည့်လေသိတာတွေအကုန်ဟောတာမဟုတ်ဘူးသိမ္မာဝနဆိုတဲ့ဒီရနောတိုက်ထဲမှာရောက်နေတော့ကလေမြတ်စွာဘုရားကသစ်ပင်အောက်မှာထိုင်ရင်သစ်ရွက်ကလေးကိုလက်နဲ့ကောက်ပြီးတော့ကြွေကြနေတဲ့သစ်ရွက်လေးကိုလက်နဲ့ဆုပ်ယူပြီးတော့အေးငါလက်ထဲမှာရှိတဲ့သစ်ရွက်ဟောဒီတောထဲမှာသစ်ပင်တွေပေါ်မှာရှိတဲ့သစ်ရွက်ဘယ်ဟာများတော့ဆိုအရှင်ဘုရားတောထဲမှာသစ်ပင်ပေါ်မှာသစ်ပင်တွေမှာရှိတဲ့သစ်ရွက်ကပိုများပါတယ်အေးအဲ့ဒါလိုပဲငါသိတာတွေကအများကြီးဟောတာကငါနည်းနည်းလေးပဲဟောတယ်ဒီလိုဆိုလို့နော်အဲ့တော့လောကကြီးမှာလည်းမှတ်တမ်းတင်နိုင်တဲ့အကြောင်းအရာတွေကအင်တန်မှနဲတယ်မှတ်တမ်းမတင်မဲနဲ့ကုံဆုံးသွားတဲ့တကယ်အဖြစ်ပြက်တွေဟာအများကြီးရှိတယ်ဆိုတာကိုသိရအဲ့ဒါကြောင့်မို့လို့ဘုရားသမိုင်းနေတချို့ကပြောကောင်းပြောလိမ့်မယ်ကိုမမြင်ရရင်ယုတ်တိမရှိဘူးမဖြစ်နိုင်ဘူးလို့ပြောကောင်းပြောလိမ့်မဖြစ်နိုင်ဘူးဆိုတာဘယ်လိုအထောက်ထားနဲ့ပြောမလဲလို့ဘုန်းကြီးတို့ပိဋကတ်ထဲမှာသဲလွန်စရှာကြည့်
မြတ်စွာဘုရားမြန်မာနိုင်ငံတော်မြန်မာနိုင်ငံဒီဒေသကိုကြွလာတာဟာဖြစ်နိုင်သလားမဖြစ်နိုင်ဘူးလားဆိုတာကိုဒေသနာတော်တစ်ခုနဲ့ညှိကြည့်ရအောင်မြတ်စွာဘုရားကသုတ်တန်တစ်ခုမှာဟောထားတယ်ပရိသတ်၈ပါးအဲ့ဒီယဟန်တော်တွေကိုဟောတဲ့ထဲမှာငါဘုရားဟာလောကမှာခတ္တိယပရိသတ်ယမနာပရိသတ်ဂါပတိပရိသတ်ထေဝပရိသတ်မာရပရိသတ်ဗြဟ္မပရိသတ်လို့ဆိုတဲ့ဒီလောကသားတွေလူသားတွေတည်းမကလောကမှာရှိကြတဲ့လောကသားတွေရဲ့အတိုင်းအဝိုင်းတွေတို့ငါဘုရားဟာရောက်လေသွားဘူးတယ်တရားလဲဟောပြောမှုတယ်ဆိုတာကိုပိဋကတ်ထဲမှာမတန်းတင်ထားတာကနည်းနည်းလေးပဲမြတ်စွာဘုရားငါရောက်ခဲ့ဘူးတာတွေအများကြီးပဲတဲ့အဲ့ထက်မဲ့မတူညီတဲ့ဒေသဥပမာပဲဆိုတော့အာဖရိကလူမျိုးတွေရဲ့အသားအရောင်မြန်မာလူမျိုးတွေရဲ့အသားအရောင်မတ္တမကွဲပြားခြားနာတယ်ဥရောပနိုင်ငံတွေကရှိတဲ့လူတွေရဲ့အသားအရောင်အာရှဒေသမှာရှိတဲ့လူတွေရဲ့အသားအရောင်ပြောမယ်ဆိုရင်ကမ္ဘာမှာ black လို့ခေါ်တဲ့အသားမဲတဲ့လူမျိုးကတစ်မျိုး white လို့ခေါ်တဲ့အသားဖြူတဲ့လူမျိုးကတစ်မျိုးနဲ့ yellow လို့ခေါ်တဲ့အသားဝါလူမျိုးကတစ်မျိုးလို့အကြမ်းများအပြင်ပြောမယ်ဆိုလို့ရှိရင်တော့အသားအရောင်ကြည့်ပြီးဒီလိုခွဲလို့ရတယ်မြန်မာလူမျိုးတွေကအသားဝါထဲမှာပါတယ်ပေါ့ဒါကြောင့်မို့ကိုယ့်ကိုရွှေမြန်မာဆိုပြီးရွှေရောင်လို့ပြောခြင်းလည်းပြောပါနော်အဲ့တော့အနက်ရောင်ရှိတဲ့အမဲရောင်ရှိတဲ့လူမျိုးတွေအဖြူရောင်ရှိတဲ့လူမျိုးတွေဝါရောင်ရှိတဲ့လူမျိုးတွေအဲ့ဒါလို့အသားရောင်ခွဲခြားပြီးလူလောကလူတွေရဲ့ကဘာမှာအသားရောင်ရှိတဲ့လူတွေအများကြီးတယ်မယ်မြတ်စွာဘုရားအသားရောင်မတူတဲ့ဒေသတွေကိုကြွရောက်ဖူးတယ်တဲ့အဲ့လိုကြွသွားတဲ့အခါမှာမြတ်စွာဘုရားရဲ့အစွမ်းတကူဆိုတာအလွန်အံ့ဩစရာကောင်းတယ်အာဖရိကလူဒေသရောက်သွားလို့ရှိရင်အာဖရိကလူတွေရဲ့မြင်ကွင်းထဲမှာမြတ်စွာဘုရားကရွှေရောင်အသားနဲ့မဟုတ်ဘဲနဲ့သူတို့လိုအသားမဲမဲပဲမြင်ရဒါမြတ်စွာဘုရားရဲ့အစွမ်းတကူအသားမဲမဲပဲမြင်အထက်ရောက်သွားတဲ့အခါမှာအာဖရိကခေါင်းဆောင်တယောက်အနေနဲ့မြတ်စွာဘုရားပရိသတ်ကိုတရားဟောတယ်မိန့်ခွန်းပြောတယ်ပေါ့ခုခေတ်လို့ဆိုပြောတဲ့အခါမှာမြတ်စွာဘုရားဟောတာတယ်ယာတိတကောတေတံတရောတာရိတကောတရောတဲ့သူတို့အတန်လိုပဲတဲ့ငါအတန်အစင်းရောင်ကလည်းသူတို့အစင်းလိုပဲတဲ့ငါအစင်းအရာမောင်းကလည်းသူတို့အရာမောင်းလိုပဲတဲ့ငါအရာမောင်းအဲ့တော့သူတို့လူမျိုးလိုပဲသူတို့ကထင်မှတ်တယ်ပြောလိုက်တဲ့စကားသံပြောလိုက်တဲ့အစင်းရောင်ကိုကြည့်ပြီးသူတို့ရဲ့ခေါင်းဆောင်တူမိန့်ခွန်းပြောသွားတယ်လို့မိန့်ခွန်းပြောနေတယ်လို့ဒီလိုခံစားကြတယ်မြတ်စွာဘုရားကအခုလိုပရိသတ်တဲ့ဝင်ပြီးတရားစကားတွေပြောသွားတယ်ပြောသွားပြီးမကြခင်စကားပြောစဉ်ကနေဆင်းသွားလိုက်တာသူလည်းဆင်းသွားရောခေါင်းဆောင်အစ်စ်ကရောက်လာအဲ့ဒီကြတော့မှလူတွေကတွေးကြတယ်ခုနကတော့ကစကားပြောတာခုတစ်ခါပြောင်းဝင်လာတာလားလို့တွေးတောနေဒါဖြင့်ခုနကပြောသွားတာဘယ်သူကလဲတွေးချင်ရဲ့အဖြေမထုံးနိုင်ကြတော့အဲ့ဒါလို့မြတ်စွာဘုရားဟာပိဋကတ်တွေကြားထဲမှာဝင်ရောက်ပြီးတော့ဝါသနာဘာဂီလို့ဆိုတဲ့လောကသားတွေရဲ့အကျိုးစီးပွားအလုံးကဆောင်ရွက်တဲ့အနေနဲ့အတွေးမှန်လေးတွေအမြင်မှန်လေးတွေတရားဓမ္မလေးတွေဟောပြောပြီးတော့သွားလေးရှိတယ်အဲ့တော့ဘုရားမရောက်တဲ့ဒေသဆိုတာအလွန်ရှားလိုက်ပဲလူတို့ရဲ့ကဘာကြီးမှာမြတ်စွာဘုရားအနှံ့အပြားရောက်တယ်လို့ဒီလိုဆိုနိုင်တယ်ပေါ့ဒါကသဲလွန်စားတစ်ခုတချို့ကကြံ့ကြံ့ဖန်ဖန်မေးတယ်ဘုရားအာဖရိကရောက်ဖူးလားတဲ့ရောက်ဖူးလားမရောက်ဖူးလားသူလည်းခဏခေတ်မှာလူဖြစ်တာကိုလည်းခုမှလူဖြစ်တယ်ဘယ်လိုလုပ်ပြောလို့ရနော်သို့တော့ဒီသုတ်တံကိုထောက်ထားမယ်ဆိုရင်မေဘီပေါ့
ဖြစ်နိုင်တယ် possible ဖြစ်နိုင်တယ်လို့ပဲပြောနောက်တစ်ခါအထောက်ထားတစ်ခုကိုပြောမယ်ဆိုလို့ရှိရင်ဘောဓနေယံစနံဒိဋ္ဌဝါတတ္တသဟတိပိယောစနေခဏိနတံဥပခန္ဓဝါဘောဓိတိတံမဟာမုနိဆိုတဲ့ဂါထာတစ်ပုဒ်ရှိဒေသနာတော်ထဲမှာဘောဓနေယံစနံဒိဋ္ဌဝါတတ္တသဟတိပိယောစနေယူဇနာသိမ့်ချီကွာလမ်းပါစေတဲ့တယူဇနာကို10မိုင်သို့မဟုတ်12မိုင်နဲ့အတွက်ပေါ့10မိုင်နဲ့ပဲအတွက်ချီအဲ့ဒီမှာယူဇနာအနေနဲ့သိမ့်ချီကွာလမ်းပါစေဘောဓနေယံစနံဒိဋ္ဌဝါနားလည်အောင်ပြောပြရမယ်ချွတ်ထိုက်တဲ့ပုဂ္ဂိုလ်တွေ့ပြီဆိုလို့ရှိရင်မြတ်စွာဘုရားသခင်ကိုရောမြတ်ဘလောက်ဝေခဏိနတံဥပခန္ဓဝါတခဏအတွင်းမှာရောက်အောင်သွားလိုက်တယ်နော်မြတ်စွာဘုရားကြွတဲ့အခါမှာ2မျိုးရှိတယ်ကာယခမနာနဲ့စိတ်တခမနာကိုယ်ကာယနဲ့သွားတာတစ်မျိုးစိတ်နဲ့သွားတာတစ်မျိုးအမှန်တန်အလှမ်းဝေးတဲ့နေရာတွေကြွတဲ့အခါကျတော့ကာယခမနာနဲ့မကြွဘူးစိတ်တခမနာနဲ့ကြွတယ်ဒီနေရာမှာပျောက်ပြီးဟိုနေရာရောက်သွားတဲ့နီးပေါ့နော်ဒီနားမှာပျောက်ပြီးဟိုနားမှာဘွားကနေပေါ်သွားတာစိတ်တခမနာစိတ်သွားတယ်လို့မြန်တယ်ကာယခမနာကျတော့ဖြည်းဖြည်းသွားတာကိုယ်ကာယနဲ့သွားတာအဲ့ဒါကညာနာခမနာဆိုတာရှိသေးတယ်အတိညာနဲ့သိတာသွားတာမျိုးအဲ့တော့ဒီမှာမြတ်စွာဘုရားကမိန့်ကြားထားတယ်အေးသိအောင်ပြောပြရမယ်ပုဂ္ဂိုလ်တရားဓမ္မကိုငါဟောလိုက်လို့ရှိရင်အကျိုးရှိမဲ့ပုဂ္ဂိုလ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးတမ္ညတဉာဏ်ကွင်ရဲ့ကြီးထဲမှာပေါ်လာပြီဆိုလို့ရှိရင်တော့ယူဇနာသိမ့်ချီဝေးပါစေခဏိနတံဥပကန္ဓဝါတခဏအတွင်းအဲ့ဒီပုဂ္ဂိုလ်စီသွားရောက်ပြီးတော့ဘောဓိတိတံမဟာမုနိမြတ်ဖျားဟာအဲ့ဒီပုဂ္ဂိုလ်သိအောင်ဟောပြောလို့ရှိတယ်ဒီစကားဟာခိုင်လုံတဲ့တိုင်းလွန်စားတစ်ခုပဲသို့တော်မြတ်စွာဘုရားဟာအပြင်းပြေအလပတ်တော့မသွားဘူးပေါ့ကျွတ်ရှိမယ်ဆိုရင်တော့ကြွဒေသစာရီကြွတဲ့အခါမှာအကျိုးရှိဆိုတဲ့နေရာမှာဒေသစာရီကြွလို့အကျိုးရှိဆိုတဲ့နေရာတရားထုတရားမြတ်ရယုံတာအကျိုးရှိလို့ပြောတာမဟုတ်ဘူးမြတ်စွာဘုရားကိုဖူးမြင်လိုက်ရလို့နော်ကြီးညိုတရာလေးဖြစ်လိုက်တာနဲ့တပြိုင်နက်နတ်ပြည်ရောက်သွားကြတဲ့ပုဂ္ဂိုလ်တွေအများကြီးဓမ္မပဒဝတ္ထုထဲမှာတောင်ကြည့်လေမထကုန္ဒလီဆိုတဲ့သူတို့သားအဖေကလည်းကဆေးနေတော့မှကုသိုလ်ကောင်းဖို့မလုပ်ဘူးတေဂဏီအိပ်ပြင်ထုတ်ထားလို့မလုပ်နိုင်မရှက်နိုင်အခြေလေးမှာမျက်လုံးကလေးပဲဖွင့်ကြည့်နိုင်တဲ့အနေအထားမှာမြတ်စွာဘုရားတမင်္ဂလာသူတို့အိမ်ဘက်ဆုံးခံရင်ကြွသွားတယ်အဲ့ဒါလိုကြွသွားလိုက်တဲ့မြတ်စွာဘုရားကိုမျက်ဝါးထင်ထင်ဖူးတွေ့လိုက်ရတဲ့အခါမှာဒီတထေးသားလေးဒီကလေးလေးဟာရှင်းနူးမှုတွေရပြီးတော့သေတော့နတ်ပြည်ရောက်သွားတယ်အဲ့ဒါကိုအကျိုးလို့ခေါ်တယ်နော်အဲ့ဒါလောက်အကျိုးလေးထိအောင်မြတ်စွာဘုရားချီးမြှောက်တယ်ပေါ့ဘလောက်လေးပဲဖြစ်ဖြစ်ကျိုးလေးချီးမြှောက်တခါတော့ကအနောက်တိုင်းကိုသွားကြတဲ့အနောက်တိုင်းမှာနေတဲ့မြန်မာတကာကြီးတယောက်ကအနောက်တိုင်းကြွလာတဲ့ယဟန်တော်တွေကိုဘုရားဘာသာနဲ့အလှမ်းဝေးပြီးဘုန်းကြီးမမြင်ဘူးတဲ့မြို့တွေမှာဆိုရင်တန်ဃာတွေကိုကားပေါ်ကနေဆင်းခိုင်းပြီးရှင်ဘုရားဒီနားလေးကုန်းချောင်းလျှောက်ကြရအောင်လို့ဆိုပြီးလျှောက်တယ်။ဘာဖြစ်လို့အဲ့ဒီလိုလုပ်တုံဆိုဘုန်းကြီးမမြင်ဘူးတဲ့လူတွေဒီနေရာလေးမှာဘုန်းကြီးမြင်လိုက်လို့ရှိရင်သူတို့စိတ်ထဲမှာကြည်နူးစိတ်ကလေးဖြစ်သွားတယ်။ဘုရားဘာသာဘုန်းကြီးကဒီလိုပါလားလို့ကြည်နူးတဲ့စိတ်ကလေးဖြစ်သွားလို့ရှိရင်ကောင်းကျိုးချမ်းသာတွေရအောင်လို့ဆိုတဲ့သူရှိရချက်ကိုဖော်ပြောတယ်ဆိုတာကြားလိုက်ရဘူးတော့နော်အဲ့ဒါလိုပဲမြတ်စွာဘုရားသခင်ကိုရောမြတ်ဟာတရားထုတရားမြတ်ရသည်ဖြစ်စေမရသည်ဖြစ်စေကိုရောမြတ်ကိုဖူးတွေးလိုက်ရလို့စိတ်ကြည်နူးမှုလေးရသွားရင်လည်းပဲအကျိုးလို့မြုပ်ကိုပြီးကြွတာပဲ
ကြွပေးတယ်လောကသားတို့ရဲ့အကျိုးအတွက်လုပ်ပေးတယ်အဲ့ဒါလို့လုပ်ပေးတယ်ဆိုတဲ့မြတ်စွာဘုရားမြန်မာလူမျိုးတွေမြန်မာဒေသမှာရှိတဲ့အဲ့ဒီတော့ကစကိုင်းဒေသမှာရှိတဲ့လူမျိုးတွေတဲ့မြတ်စွာဘုရားမြင်လိုက်လို့ရှိရင်စိတ်ထဲမှာကြည်နူးတဲ့လူမျိုးတွေလူတွေရှိအဲ့ဒီလူတွေဖူးတွေ့လိုက်ရတဲ့အခါမှာစိတ်ထဲမှာကြည်နူးအောင်တရားကိုနားမလဲတောင်းမှစိတ်ထဲမှာကြည်နူးမှုလေးတွေဖြစ်သွားရင်ကောင်းကျိုးချမ်းသာတွေရနိုင်တယ်ဆိုတဲ့ရပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့မြတ်စွာဘုရားနေရာအနှံ့အပြားကြွရောက်တော်မူခဲ့တယ်ဆိုတာတော့ညင်းစရာအကြောင်းမရှိဘူးပေါ့ညင်းစရာအကြောင်းမရှိဘူးယုတ်တိလည်းရှိသီရိလင်္ကာနိုင်ငံကတော့စာနဲ့ပေနဲ့သူတို့နိုင်ငံမှာရေးထားတယ်တိခတ်တုံပတ္တလင်္ကောယောဆိုတဲ့ဂါထာလေးတစ်ပုဒ်နဲ့တိခတ်တုံပတ္တလင်္ကောတဲ့သီရိလင်္ကာနိုင်ငံကိုမြတ်စွာဘုရားသခင်ကိုရောမြတ်၃ချိန်ကြွဘူးတယ်လို့စာနဲ့ပေနဲ့ရေးထားတာရှိတယ်မြန်မာနိုင်ငံဘုရားသမိုင်းတွေမှာတော့အချိန်ကိုဖော်ပြမထားတော့လဲကြွဘူးတဲ့နေရာတွေကတော်တော်များများသမိုင်းတွေထဲမှာဟိုနာပါဒီနာပါရှိတယ်နော်ပကံဒေသလည်းကြွတယ်စကိုင်းဒေသလည်းကြွတယ်မန္တလေးဒေသလည်းကြွတယ်ဟိုအောက်ပိုင်းဒေသတွေရာမညဒေသတို့အစမြတ်စွာဘုရားကြွတဲ့နေရာတွေထို့ဘုရားသမိုင်းတွေဖတ်ကြည့်မယ်ဆိုရင်ဘုရားကြွတယ်ဆိုတာလေးတွေမှတ်တမ်းတင်ထားကြတာလေးတွေရှိတယ်ဒါတွေကိုမဖြစ်နိုင်ပါဘူးလို့တော့ပြောလို့တော့မရဘူးဖြစ်ချင်းဖြစ်မှာပဲဘာကြောင့်လို့ဆိုရင်ခုကြီးလေးယူဇနာသိမ့်ချီပြီးကွာလမ်းပါစေနားလည်အောင်ပြောပြတတ်တဲ့တရားဝါရှိမယ်ဆိုရင်ငါဘုရားဟာချက်ချင်းသွားပြီးတော့သူ့ကိုအသိဉာဏ်ပွင့်လင်းအောင်လုပ်ပေးမှာပဲလို့ဆိုတဲ့စိတ်ဓာတ်ဘလောက်လောကသားတွေအကျိုးသိဖို့ဆိုပြင်းပြတယ်လဲဆိုထင်ရှားတယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားဟာတရားဝါတွေအကျိုးသိဖို့တဲ့အနေနဲ့ထိုဒေသကိုကြွတယ်ဆိုတာဖြစ်နိုင်စရာရှိတယ်လို့ဒါကပိဋကတ်တော်မှာလာတဲ့သဲလွန်စလို့ပြောတယ်နော်ပိဋကတ်တော်လာအဲ့တော့မြန်မာသမိုင်းနဲ့ပြောလိုက်မယ်ဆိုလို့ရှိရင်တော့စကိုင်းဒေသတစ်ခုပဲပြောကြပါစို့တခြားဒေသတွေမှာလည်းပဲကြွတယ်ဆိုတဲ့အထောက်အထားတွေသူတို့သမိုင်းမှတ်တမ်းတွေရှိတယ်ပေါ့မြတ်စွာဘုရားစကိုင်းသာသနာ2600လို့ပြောတာဘာကြောင့်ပြောလို့ရလဲမြတ်စွာဘုရားဖျားဖြစ်ပြီးတဲ့နောက်အလုံးသိတဲ့အတိုင်းဖျားဖြစ်တာ35နှစ်မှာဖျားဖြစ်တယ်35နှစ်ဖျားဖြစ်ပြီးတော့မြတ်စွာဘုရားဣတိပတနာတော်မှာပထမဝါဆိုတယ်ဝါကျွတ်တဲ့အခါကျတော့ဒေသစာရီလိလီပြီးတော့တရားဓမ္မတွေဟောလိုက်တာယသိ1000တို့ချွတ်ပြီးဗဒဝဂီညီနောင်3ကျိတ်တို့ယတအမှုပြုတဲ့တထေသားတွေတို့အဲ့ဒါလိုမြတ်စွာဘုရားကိုယ်တိုင်ဟာဗဒဝဂီညီနောင်3ယောက်တို့ယသိ1000တို့ကိုချစ်ချွတ်ပြီးပေါ့ဥရုပေလာပဲကြွလာပြီးနောက်ရာဇဂိုမြို့ကိုကြွဗိဝိသရမင်းကြီးကဝေလူဝံဥယျာဉ်ကိုလှူတဲ့အခါမှာဝေလူဝံဥယျာဉ်မှာဝေလူဝံကျောင်းတော်ကြီးထဲမှာဒုတိယဝါကတ်တယ်ပထမဝါကဣတိပတနာမိဂရာဟုတော်မှာဝါကတ်တယ်ဒုတိယဝါကရာဇဂိုမှာဝါကတ်တယ်အဲ့ဒီကနေပြီးတော့မြတ်စွာဘုရားကြားထဲမှာကပိလဝတ္တုကြွပြီးဝါရင်းကာလပြန်ပြီးတော့ရာဇဂိုမှာပဲတတိယဝါကတ်ပြန်နော်ဝါရင်းကာလမှာတတိယဝါကတ်မြတ်စွာဘုရားဟာနေ့စဉ်နဲ့အမျှဆောင်ရွက်လုပ်ကင်တဲ့လုပ်ငန်းတစ်ခုရှိတယ်အဲ့ဒီဆောင်ရွက်လုပ်ကင်တဲ့နေ့စဉ်လုပ်ငန်းတစ်ခုထဲမှာပါတော့ဆိုသဗ္ဗညုတဉာဏ်ကွန်ရက်ကိုဖြန့်ကျက်ပြီးတော့နော်ဉာဏ်ကွန်ရက်ကိုဖြန့်ကျက်ပြီးတော့လောကမှာကျွတ်ထိုက်တဲ့သတ္တဝါတွေလူလောကသာမကြမကစัจ java လာအတွင်းမှာရှိကြတဲ့သတ္တဝါတွေအားလုံးထို့သဖြင့်လူတွေနတ်တွေပြမအားလုံးကိုမနေ့တစ်ချိန်ညတစ်ချိန်သဗ္ဗယုတဉာဏ်ကိုရဲ့အကြီးကိုဖြန့်ကျက်ပြီးတော့လောကကြီးကိုကြည့်တယ်
လောကကြီးကိုကြည့်တယ်အဲ့ဒီလိုကြည့်တဲ့အခါမှာမြတ်စွာဘုရားခြေချွတ်ဖို့ရအခွင့်သားလာတဲ့အခွင့်ကောင်းရတဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒီသဗ္ဗညုတဉာဏ်ကိုရဲ့ကြီးတဲ့မှာပေါ်လာဥပမာဘာနဲ့တူတော့ဆိုလို့ရှိရင်ဥပမာကနေညပြီမဲ့လို့ဒီလိုပဲနှိုင်းရှင်ကြတာရှိတယ်တဏှာတယောက်ဟာပိုက်ကွန်ကြီးကိုပြစ်ချလိုက်တဲ့အခါအဲ့ဒီပိုက်ကွန်ကြီးအုပ်မိလို့ငါးတကောင်မိလာပြီဆိုအဲ့ဒီငါရထို့တူပဲမြတ်စွာဘုရားလည်းသဗ္ဗညုတဉာဏ်ကိုရဲ့ကြီးကိုဖြန့်ကျက်လိုက်တဲ့အခါမှာအဲ့ဒီကွန်ကြီးထဲမှာပါလာတဲ့သရဝါဆိုတာရှိတယ်နော်ပါလာအဲ့တော့သဗ္ဗညုတဉာဏ်တော်ကြီးနဲ့ကြည့်တဲ့အခါမှာမနေ့တစ်ချိန်ညနေတစ်ချိန်ကြည့်လိုက်လို့ကိုရောမြတ်ကြွရောက်မှအကျိုးရှိမဲ့သရဝါတွေတွေ့ပြီဆိုလို့ရှိရင်တော့အရေးတကြီးသွားရမယ်ဆိုရင်အရေးတကြီးကြွတယ်ဖြည်းဖြည်းသာသာကြွမှလို့ကြွဖို့လိုတယ်ဆိုရင်လည်းဖြည်းဖြည်းသာသာကြွတမင်းကဒီနေရာပျော်စရာကောင်းလို့သွားကြည့်တာမျိုးတော့ဒီလိုတော့မဟုတ်ဘူးနော်အလုတ်ဟာအမြဲတမ်းရှိဘယ်သွားရင်ဘာအကျိုးဖြစ်မယ်ဆိုတာကြိုတင်ပြီးတော့မြတ်စွာဘုရားရဲ့ဉာဏ်တော်ကြီးနဲ့ရှိဒါကြောင့်ဒါကိုပြောတော့သဗ္ဗညုတဉာဏ်လသာလံပတ္ထိတ်တော့သဗ္ဗညုတဉာဏ်ကွန်ရက်ကြီးကိုဖြန့်ကျက်လိုက်ပြီးအဲ့ဒီဉာဏ်ကွန်ရက်ထဲမှာပေါ်လာတဲ့သရဝါဘလောက်ပဲဝေးတဲ့နေရာမှာရှိဘုရားကြွသွားတယ်ကြွပြီးအဲ့ဒီပုဂ္ဂိုလ်နဲ့တွေ့ဆုံတယ်ဒီလိုဆိုလို့ပေါ့နော်အဲ့တော့မြတ်စွာဘုရားကတနေ့2ကြိမ်ဆိုတာ45နှစ်တိတိတနေ့2ကြိမ်လောက်တာဆိုတော့ဒီလုပ်ငန်းကြီးရဲ့အတိုင်းအတာတစ်ခုကဓမ္မကြီးမားတယ်သဗ္ဗညုတဉာဏ်ကိုရဲ့ကြည့်ခဏခေတ်တော့ network လို့ခေါ်နော်ကိုရဲ့ကြီးဖြန့်ကျက်တာအဲ့ဒီ network လို့ခေါ်တဲ့ကိုရဲ့ကြီးထဲမှာပေါ်လာတဲ့သရဝါတွေကိုမြတ်စွာဘုရားသွားရောက်ပြီးတော့အတိတရားကိုပေးတယ်ဆုံးမဩဝါဒပေးတယ်ရင်ကျေးသိမ်မွေးအောင်ဆုံးမသို့မဟုတ်ထူးခြားတဲ့တရားဓမ္မတွေကိုသိစေဒါမြတ်ဗုဒ္ဓရဲ့နေ့စဉ်လုပ်နေတဲ့လုပ်ငန်းကြီးတစ်ခုပဲအဲ့တော့မြတ်စွာဘုရားဒီစကိုင်းဒေသသမိုင်းမှတ်တမ်းတွေအရာပြောမယ်ဆိုရာဇဂြိုလ်မြို့မှာတတိယဝါကတ်တဲ့အချိန်အခုလိုပဲမနေ့တစ်ချိန်ညတစ်ချိန်ညနေတစ်ချိန်သဗ္ဗညုတဉာဏ်ကိုရဲ့ကြီးဖြန့်ကျက်ကြည့်လိုက်တဲ့အခါမှာစကိုင်းဒေသမှာရိုင်းပြနေကြတဲ့စေတဘလူအမှုပြုတဲ့ဘလူ69ယောက်မြတ်စွာဘုရားလိမ္မာအောင်ဆုံးမပြီးတော့အကျွတ်တရားရအောင်ဆုံးမနိုင်ဖို့ဆိုတဲ့အခြေအနေတစ်ခုသွားတွေ့လို့မြတ်စွာဘုရားသခင်ကိုရောမြတ်သည်ရှက်အနန္ဒာကိုနောက်ပါခေါ်ပြီးတော့စကိုင်းကိုကြွလာတယ်ဆိုတဲ့မှတ်တမ်းဟာအလွန်ပဲဖြစ်နိုင်စရာရှိတဲ့အရာတစ်ခုပဲပိဋကတ်တော်ထဲမှာမှတ်တမ်းတင်သည်ဖြစ်စေမတင်သည်ဖြစ်စေဖြစ်နိုင်တယ်လို့ပဲပြောရပါနော်ခုနပြောသလိုမှတ်တမ်းဆိုတာအနည်းလေးပဲမှတ်တာနော်အနည်းငယ်လေးသာမှတ်နိုင်တာပိဋကတ်ထဲမှာလည်းမြတ်စွာဘုရားဟောတဲ့တရားတွေအကုန်လုံးမှတ်ထားတာမဟုတ်ဘူးအနည်းငယ်လေးသာမှတ်တမ်းတင်ထားတာစဉ်းစားကြည့်ပေါ့တပည့်ဆက်ကြတရားဟောတာလေးတစ်ခုတည်းပဲစဉ်းစားကြည့်မြတ်စွာဘုရားနေဝင်ချိန်ကနေဟောလိုက်တာညသကောင်ထိအောင်ဟောတာဒီကနေ့တပည့်ဆက်ကြသုတ်တန်ရွေ့7မိနစ်လောက်နဲ့ပြီးတော့အဲ့တော့မြတ်စွာဘုရားဟောတော့ကဒီတွေကျဲတယ်လို့သဘောပေါက်အောင်မှာပေါ့သို့တော့အနှစ်ချုပ်ပြီးတော့မှတ်တမ်းတင်ထားတာဒီလောက်လေးရလိုက်တာဒီပင်လင်ကံကောင်းတယ်လို့ပဲပြောရမှာပဲအဲ့တော့စကိုင်းတိုင်းဒေသကြီးကိုမြတ်စွာဘုရားကြွရောက်လာတာဟာတတိယဝါမှာကြွလာတာဖြစ်သောကြောင့်ဘုရားပြိဋိဘံစံပြီးတဲ့နောက်သာသနာနှစ်ကိုတွေ့2559မြတ်စွာဘုရားတက်တော်ကဝါတော်ကဒီ45ဝါ45ဝါတဲ့တတိယဝါဆိုတော့42ဘုရားဒီမြန်မာပြည်ကြွလာတာဟာ38နှစ်အရွယ်လောက်မှကြွလာတယ်ဓမ္မငယ်သေးတဲ့အရွယ်စကိုင်းကိုကြွလာတာ38နှစ်အရွယ်လောက်ကြွလာဆိုတော့မြတ်စွာဘုရားကြွလာတဲ့နှစ်နဲ့ဒီနေ့တက္ကရာနဲ့တွက်ချက်ပြီးတော့ကြည့်မယ်ဆိုရင်2600တခုရှိပြီပေါ့2601လို့ပြောအဲ့တော့ဒုစကိုင်းဒေသ
စကိုင်းမြို့နန်းတီမြို့တီတာနှစ်ပေါင်း900ပဲရှိသေးတယ်သာသနာတော်ရောက်ရှိတာနှစ်ပေါင်း2600ကျော်ပြီလို့ဒီလိုမှတ်သားနိုင်တာပေါ့အဗ္ဗဒမဝန္တာကြည်နူးစရာကောင်းတဲ့အချက်တစ်ခုစကိုင်းလူစကိုင်းသားတွေဒုတိယကိုမြတ်ဗုဒ္ဓရဲ့အဆုံးအမတွေရောက်လာတာဟာနှစ်ပေါင်း2600ရှိသွားပြီဆိုတဲ့ဒီအသည့်လေးမှတ်တမ်းတင်ထားဖို့လိုအပ်တာပေါ့နော်ဖះ3ဝါရကမြတ်စွာဘုရားကြွလာတယ်ကြွလာတယ်ဆိုတဲ့အမှတ်တရတွေဟာခဏထိအောင်ဒီနာမည်တွေနဲ့ရှိမြတ်စွာဘုရားကြွလာတဲ့အခါမှာပထမတော့ဘုရားကိုအနေရပြုဖို့ကြိုးစားချက်ရိုင်းပြနေတဲ့ဘလူးတွေနောက်ဆုံးမှာမြတ်စွာဘုရားကိုကြည်ညိုတယ်တာပြန်ဆန်းနဲ့ကတ်တယ်ခေါင်းဆောင်ကစေတဘလူး69ယောက်မြတ်စွာဘုရားကျွတ်တန်းဝဲမှာသိလို့လာရောက်ပြီးတော့တရားဓမ္မဟောပြောပြသတဲ့အခါမှာဘလူး69ယောက်ဟာသောတာပန်တည်သွားတယ်ဆိုဟောကနေ့သောတာပန်ရွာဆိုတာရှိနေတယ်လေဒါအမှတ်သားကြီးတစ်ခုပဲပေါ့နော်သမိုင်းကြောင်းရဲ့အမှတ်သားကြီးတစ်ခုအဲ့တော့ဘယ်တော့မှကြွလာတာတော့ဆိုတတ္တိယဝါအချိန်ကကြွလာဖျားဖြစ်ပြီးတဲ့တတ္တိယဝါဆို38နှစ်တက်တော့38နှစ်မှာတတ္တိယဝါရာဇဂိုမှာဝါဆိုတော့မှကြွလာအကြာကြီးတော့မနေဘူးပေါ့ကြွလာတာတော့ကြွလာတာပဲပေါ့အဲ့ဒါလို့ကြွလာပြီးတော့စေတဘလူမိပြုတဲ့ဘလူ69ယောက်ကိုမြတ်စွာဘုရားဆုံးမဩဝါဒပေးတော့လိမ္မာယဉ်ကျေးသွားကြတယ်သောတာပန်ဖြစ်သွားကြတယ်ဓမ္မစက္ခုလို့ဆိုတဲ့ဓမ္မအမြင်တစ်ခုကိုရသွားကြဓမ္မစက္ခုဆိုတဲ့ဓမ္မအမြင်ကဘာလဲယံကိဉ္စိသမုဒိယဓမ္မံသဗ္ဗန္တံនិရောဓဓမ္မံအကြောင်းခံပြီးဖြစ်ပေါ်လာတဲ့သဘာဝတရားမှန်သမျှဟာအလုံးချုပ်ငြိမ်းသွားမှာပဲဖြစ်ခြင်းသဘောရှိတဲ့တရားမှန်သမျှသည်ချုပ်ငြိမ်းခြင်းသဘောရှိတာကြီးပဲဆိုတဲ့လောကမှာမြဲတာဆိုတာတခုမှမရှိဘူးအလုံးဟာဖြစ်ပေါ်လာတာတွေဟာဘယ်တော့မှမမြဲဘူးဆိုတဲ့သင်္ခါရတရားတွေပေါ်မှာမှန်မှန်ကန်ကန်ရှုမြင်နိုင်တဲ့အသိဉာဏ်တစ်ခုရသွားလောကသဘာဝနဲ့ပတ်သက်ပြီးတော့တန်တရားတွေကင်းသွားလောကမှာဖျားဆိုတဲ့နဲ့ပတ်သက်ပြီးတော့လေတန်တရားကင်းသွားအမှန်မြင်ခြင်းနဲ့တန်တရားကင်းခြင်းဟာသောတာပန်ရဲ့အရေးချင်းပဲပေါ့အေးဒိဋ္ဌိနဲ့ဝိသိကိစ္စကင်းလို့သောတာပန်ဖြစ်သွားဓမ္မစက္ခုရတာအဲ့ဒါလို့ဘလူး69ယောက်ဓမ္မစက္ခုဆိုတဲ့သောတာပန်ဖြစ်သွားတာနောက်လူနောက်သားတွေအမှတ်တရဖြစ်ဖို့ရာဆိုပြီးတော့အဲ့ဒီနေရာယနေ့တိုင်အောင်သောတာပန်ရွာလို့ခေါ်သမှပြုပြီးတော့လေးကျုံမအောင်ဖရာတည်ရှိတဲ့နေရာမှာပဲပေါ့နော်အဲ့ဒီလိုသမိုင်းမှတ်တမ်းမှာဒီလိုဆိုထားတယ်အဲ့တော့အဲ့ဒီတုန်းကဒီဘလူးတွေနဲ့ကြီးပဲတွေ့တာလားတခြားမြတ်စွာဘုရားနဲ့တွေ့တဲ့ပုဂ္ဂိုလ်တွေရောမရှိဘူးလားလို့ဆိုရှိတာပေါ့နော်အဲ့ဒါနဲ့ဆက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်ဒီမြတ်စွာဘုရားကြွလို့ဘလူးတွေတရားဟောလို့သောတာပန်ဖြစ်သွားတဲ့နေရာသောတာပန်အဲ့ဒီမှာကြွလာပြီးတဲ့နောက်မှာအေယဝရီမြစ်အေကြီးကလည်းပဲတသွင်းသွင်းစီးပြီးတော့စကိုင်းတောင်ရိပ်ကြီးရဲ့အရိပ်ထိုးပြီးတော့အေးမြကြည်လင်တဲ့မြစ်ရေမြတ်စွာဘုရားသခင်ကိုတော်မြတ်ရေသုံးတတ်တော်မူတယ်မြတ်စွာဘုရားရေချိုးတဲ့စိတ်ကိုချိုးတော်စိတ်လို့ခေါ်တယ်နော်အဲ့ဒီချိုးတော်စိတ်ရေဟာတခြားရေနဲ့ဆက်ပြီးတော့ချိလိုက်လို့ရှိရင်အလေးချိန်သားတယ်တဲ့ဘလောက်သားတယ်လို့တော့သမိုင်းထဲမှာဆိုမထားဘူးမှတ်တမ်းသမိုင်းအေးနောက်ပိုင်းကျတော့အလေးချိန်တပဲသားတယ်ဆိုပြီးတပဲသားစိတ်ကန်းဆိုတာတောင်ရှိလေရဲ့စကိုင်းတောင်နော်အေယဝရီမြစ်ရေမှာလိုက်ရှာကြည့်တပဲသားစိတ်ဆိုတာရှိတယ်ဘုန်းကြီးကျောင်းနေတာမှာတပဲသားစိတ်ဆိုတာရှိရသော်ဘုရားရေချိုးသွားတဲ့ရေသုံးတတ်တဲ့နေရာဖြစ်တယ်ပေါ့အဲ့ဒီမှာမြတ်စွာဘုရားရေသုံးတတ်ပြီးတော့ရေတနုတ်တော်စေတဗိလူကိုပေးလိုက်တဲ့စေတဗိလူကတာဝန်ယူပြီးတော့မြတ်စွာဘုရားသင်္ကန်းလဲတဲ့ဒီဝိယုံနဲ့တောင်မှာအဲ့ဒီတောင်ထိပ်မှာစေတော်ဘုရားဆိုတာတွေ့တယ်ရှေးတုန်းကတော့စေတော်လို့မခေါ်ဘူးဝိယုံတော်ဘုရားလို့ခေါ်တယ်နော်စေတမင်းစေတဘလူ
တောင်ဝန်ယူပြီးတော့တဲလို့နောက်ပိုင်းကျတော့စေတဝန်လို့ခေါ်တာပထမတော့ဝိယုံတော်ဘုရားလို့ဒီလိုခေါ်တယ်မြတ်စွာဘုရားသခင်ကိုရောမြတ်သင်္ကန်းဝတ်လဲတော်ဒါဝတ်လဲတော်တောင်ဝိယုံတော်ဘုရားဒီလိုဆိုတာဒါဘုရားကြွလာတဲ့အမှတ်သားတွေပဲဖြစ်တယ်ပေါ့မြတ်စွာဘုရားကြွလာပြီးတော့ပထမဆုံးခြေချတဲ့တောင်ကိုတော့ဖွားဦးတောင်လို့ခေါ်တယ်ဖွားဦးတောင်လို့ခေါ်တယ်ဒီအခေါ်တွေလည်းပဲအကုန်လုံးရှိနေတယ်ပေါ့အဲ့ဒီကြွလာတဲ့အချိန်တုန်းကမြတ်စွာဘုရားသခင်ကိုရောမြတ်တောင်ထိပ်အမြင့်ကနေပြီးတော့ကြည့်လိုက်တဲ့အခါမှာအခုစကိုင်းမြို့တရားသစ်ကြီးဖောက်ထားတဲ့နေရာတဲ့တဲ့အခုလူတွေရေးထားတာတော့တိရိဓမ္မသောကမင်းကြီးတည်ထားတဲ့ရွှေမုတ်ထောဖရာဆိုပြီးတော့ရေးထားတယ်နော်ရွှေမုတ်ထောစီရီကြီးတရားပေါ်ကနေပြီးတော့မြင်းနေရပထမဦးဆုံးစကိုင်းဝင်လာအဲ့ဒီနေရာနားမှာချောင်းကြီးရှိတယ်အဲ့ဒီချောင်းကြီးအနီးနားမှာကြီးမားလာတဲ့ဆောင်းကျမ်းပင်ကြီးရှိတယ်ပေါ့အဲ့ဒီဆောင်းကျမ်းပင်ကြီးအနီးမှာရှိတဲ့ချောင်းရည်ကတရားပရိမြစ်ထဲကိုစီးဆင်းနေတယ်တဲ့အဲ့ဒီအချိန်မှာချောင်းထဲမှာရှိလာတဲ့ငါးတွေကိုစားဖို့ဆိုပြီးတော့ဖြိုင်းတွေကလည်းဆောင်းကျမ်းပင်ကြီးပေါ်မှာနားနေကြတာဖွေးဖွေးလှုပ်ဆောင်းကျမ်းပင်ကြီးဟာကိုင်းနေတယ်အဲ့ဒါကိုကြည့်ပြီးတော့မြတ်စွာဘုရားဒီနေရာမှာနော်ဆောင်းကျမ်းချောင်းနားမှာပေါက်တဲ့နာစစ်ပင်ကြီးတစ်ပင်မှာလေဖြိုင်းနေနားနေတော့အဲ့ဒီစစ်ပင်ကြီးကိုင်းတဲ့နေရာကိုကြည့်ပြီးနောက်တစ်ခေတ်ကြာလို့ရှင်စစ်ကိုင်းလို့ခေါ်လိုက်မယ်လို့ဗျာဒိတ်တော်ကြားခဲ့တယ်လို့ဆိုတဲ့မှတ်တမ်းလည်းရှိတယ်ပေါ့အဲ့ဒီဆောင်းကျမ်းပင်ကြီးပေါက်တဲ့ချောင်းကိုစကြံနောက်ပိုင်းရေးတဲ့အခါမှာဆောင်းကျမ်းကိုစကြံလို့ရေးတယ်စကြံချောင်းအဲ့စကြံချောင်းနီးပါးမှာတည်တယ်ဘုရားကိုစကြံမုတ်ထောနောက်ပိုင်းကျတော့ဒီသမိုင်းနဲ့ပြောမယ်ဆိုရင်ဆောင်းချမ်းမုတ်ထောဆောင်းချမ်းချောင်းလို့ပြောရမှာပဲနောက်ပိုင်းကျတော့အဲ့လိုမဟုတ်ဘူးဇင်းကြံမုတ်ထောဇင်းကြံချောင်းဆိုပြီးတော့လမ်းလျှောက်တဲ့ဇင်းကြံဖြစ်ပြောင်းသွားတယ်နော်သမိုင်းကိုတေချာကြည့်မယ်ဆိုရင်အခေါ်တွေပြောင်းလဲလာတဲ့သဘောရှိတယ်နောက်ပိုင်းလက်ဆက်တွေကျတော့ဇင်းကြံချောင်းဇင်းကြံမုတ်ထောလို့ခေါ်လာတယ်အဲ့တော့ဇင်းကြံမုတ်ထောဆိုတာအခုလေးကျွန်းမြေရဲ့နောက်ဘက်မှာရှိတဲ့ဒီတရားကြီးဘေးမှာရှိတဲ့တရားချင်းကလမ်းဘေးမှာရှိတဲ့မုတ်ထောရွှေမုတ်ထောစေတီတော်ကြီးဟာစကြံမုတ်ထောရှေးအခေါ်စကြံမုတ်ထောနောက်ပိုင်းပြောင်းလာတာဇင်းညံမုတ်ထောခဏအခေါ်ရွှေမုတ်ထောမုတ်ထောစေတီပေါ်လာတယ်ဒါကသမိုင်းကြောင်းမှတ်တမ်းအရဒီလိုပြောတာပေါ့နော်သမိုင်းမှတ်တမ်းအရဒီလိုပဲမှတ်သားကြရတယ်ပေါ့ဒါကမြတ်စွာဘုရားလက်ထက်တော်အခါကာလတုန်းကဒီရောက်ရှိလာကြတဲ့ပုဂ္ဂိုလ်အဲ့ဒီတုန်းကတော့လူသားတွေအကျွတ်တရားရတယ်လို့တော့မတွေ့ဘူးလူသားတွေအကျွတ်တရားရတယ်လို့မတွေ့ဘူးဘလူး69ယောက်အကျွတ်တရားရသွားတယ်လူနေဒေသလည်းအဲ့ဒီနေရာဖြစ်ချင်မှဖြစ်အောင်မှာပေါ့စကိုင်းမြို့စီကားလာတယ်ဆိုတာသိပ်မှမကြသေးပဲစကိုင်းတောင်ရိုးစီကားလာတာတောင်သိပ်မှမကြဘူးဘုန်းကြီးတို့ကစကိုင်းတောင်ကိုစနေသားရောက်တာဆိုတော့အဲ့ဒီအချိန်တုန်းကဆိုရင်ညနေနေဝင်ရိုးကြီးဆိုရင်ကျသိဟောက်တန်လေးကြားစကိုင်းတောင်ပေါ်ဆိုတော့တိတ်ဆိတ်ငြိမ်သက်ပြီးတော့လူတွေလမ်းလျှောက်ရုံလောက်လမ်းကလေးတွေပဲရှိတယ်ကားလမ်းတွေပါတွေရှိတာမဟုတ်ဘူးအဲ့တော့လူတွေတက်တဲ့ကြောက်ကလေးတွေခင်းထားတဲ့လမ်းကြောင်းလေးတွေကနေတက်ပြီးရှင်းတန်လေးတွေငှက်တန်လေးတွေဒီအတန်လေးလောက်သာကြားပြီးတိတ်ဆိတ်ငြိမ်သက်နေတဲ့တောရချောင်းကြီးတွေပဲအဲ့ဒီတော့အဲ့ဒီအဆင့်ကိုမှီလိုက်သေးတယ်အဲ့ဒီတဲ့ရှေးကြတဲ့အဆင့်ကစကိုင်းဟာဆင်နေကြောင်းတဲ့နေရာဖြစ်လို့ဆင်မချောင်းလို့ဆိုတာတောင်ရှိတယ်နော်စကိုင်းတောင်ဟာတောနဲ့လို့ဘင်းရဲ့ဆင်တော်တွေကဒီဘက်ကိုလွတ်ပြီးတော့ကြောင်းတာဒါကြောင့်မို့လို့ဆင်မချောင်းလို့ဘာလို့ရှိရှေးတုန်းကဆင်နေမြင်းနေမွေးတာဆင်ဆိုတဲ့တော်ဟာအိမ်သားမှာခြိထားပြီးကျွေးဖို့ပဲလွယ်မလဲဒါကြောင့်မို့လို့သူတို့တောထဲမှာလွတ်ထားတာလွတ်ထားတော့အဲ့ဒီစကိုင်းတောင်နဲ့မင်းဝန်တောင်ကြား
ကြီးမားတဲ့တောနဲ့ကြီးရှိလို့အဲ့ကြားထဲမှာဆင်တွေလွတ်ချောင်းပြီးတော့ဆင်တိန်နေနဲ့ဒီလိုပဲတောထဲမှာနေကြတယ်ဆိုတာထင်ရှားတယ်ပေါ့အဲ့ဒါလိုအခြေအနေမျိုးတကယ်တောနဲ့ကြီးထဲမှာဒီစေတအမှုရှိတဲ့ဘီလူတွေကိုအေယာဝတီမြေကမ်းခြေမှာမြတ်စွာဘုရားသခင်ကိုရောမြတ်တရားဓမ္မကိုဟောပြောခဲ့တယ်အဲ့ဒီဟောပြောခဲ့တဲ့တရားဓမ္မကိုနာယူပြီးစေတအမှုပြုတဲ့ဘီလူတွေအကျွတ်တန်းဝင်သွားတယ်လို့ဒီလိုဆိုတယ်။နောက်မြတ်စွာဘုရားနှစ်ပေါင်း40နဲ့9နှစ်ပြည့်လို့ပြိဋိဘံစံသွားပြိဋိဘံစံသွားတဲ့နှစ်ပေါင်း236အဲ့တော့236တော့45ဝါနဲ့ဆိုလို့ရှိရင်နှစ်ပေါင်း280 80လောက်မှာဒီစကိုင်းဒေသကိုသာသနာပြုမဲ့ပုဂ္ဂိုလ်ကျော်တူဟာရောက်ရှိလာခဲ့တယ်ဆိုတာတမိုင်းမှတ်တမ်းကဆိုထားပြန်တယ်ပေါ့ဒီကြားထဲမှာတော့နောက်ထပ်သာသနာရောက်တယ်မရောက်ဘူးဆိုတာမဆိုဘူးမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုရောတိုင်ကြွခဲ့တာတော့နှစ်ပေါင်း2600ကကြွခဲ့တာဖြစ်တယ်သာသနာမျိုးစေ့ကိုချပေးခဲ့တယ်ချပေးခဲ့တဲ့စကိုင်းတိုင်းဒေသကိုမြတ်စွာဘုရားပြိဋိဘံစံပြီးတဲ့နောက်နှစ်ပေါင်း236နှစ်မြောက်ရောက်တဲ့အခါမှာစကိုင်းကိုသူနာပရန္တတိုင်းတို့ရှေ့ကခေါ်ခဲ့တဲ့အတိုင်းပဲယောနကဓမ္မရခိတဆိုတဲ့ယဟန္တာမထေမြတ်နဲ့သာသနာပြုအဖွဲ့ဟာဒီကိုကြွလာတယ်လို့ဒီလိုဆိုရတယ်တချို့သမိုင်းစာအုပ်တွေအရယောနကဓမ္မရခိတဟာအပရန္တတိုင်းကြွတယ်ဆိုတာတော့ထင်ရှားတယ်အဲ့ဒီပရန္တတိုင်းကိုတချို့စာတွေအယူဆဆိုရင်တော့ဘုံပေပဲကြွတယ်လို့ဒီလိုလည်းပြောကြတာရှိတယ်အခုမြန်မာသမိုင်းအရာဆိုလို့ရှိရင်တော့ယောနကဓမ္မရခိတမထေခေါင်းဆောင်တဲ့သာသနာပြုအဖွဲ့ဟာတတိယသံဃာနာတင်ပြီးလို့သာသနာပြုကိုယ်တိုင်ကိုယ်ဌာနသာသနာပြုလွတ်တဲ့အခါမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကြွရောက်ပြီးတော့တရားဟောချေချွတ်ခဲ့တဲ့ဒီစေတဘလူတို့ရဲ့ဒေသဖြစ်တဲ့စကိုင်းတိုင်းဒေသကြီးကိုကြွခဲ့ပါတယ်တဲ့စကိုင်းကိုကြွလာခဲ့တယ်လို့ဒီလိုဆိုအဲ့တော့သာသနာတော်နှစ်236နှစ်မှာမြတ်စွာဘုရားသာသနာတော်ဘုရားမရှိတဲ့နောက်မှာသာသနာတော်ရောက်ရှိလာခဲ့တာဖြစ်တယ်အဲ့ဒီလိုရောက်ရှိလာတဲ့အချိန်မှာယောနကဓမ္မရခိတမထေရရဲ့ဟောပြောစီယုံမှုကြောင့်ဘုရားဘာသာဝင်နေတဆတိုးပွားလာသာသနာပြုကြွလို့သောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်ပေါင်း9000ရှိတယ်နော်သောတာပန်ကြီးဘုရားကြွတော့ကစေတဘလူအမှုပြုတဲ့ဘလူတွေသာသောတာပန်ဖြစ်တယ်လို့ပြောတယ်လူမပါသေးဘူးယောနကဓမ္မရခိတမထေရကြွလာတဲ့အခါကျတော့စကိုင်းဒေသသား9000လောက်ဟာဒီသောတာပန်ဖြစ်ကြတယ်အဲ့ဒီထဲက1000ကဒီမင်းမျိုးမင်းနွယ်တွေက1000ကနေပြီးတော့ရဟန်းပြုကြတယ်တဲ့အမျိုးသမီး6000ကဘိက္ခုနီဝတ်ကြတယ်လို့ဒီလိုဆိုတယ်နော်အဲ့တော့ဒီတိုင်းဒေသမှာသာသနာတော်စတင်ထွန်းကားတဲ့အချိန်မှာအမျိုးသားယဟန်တော်1000နဲ့အမျိုးသမီးယဟန်တော်ဘိက္ခုနီ6000တောင်မှထွန်းကားခဲ့တဲ့နေရာခုနက1000ဆိုတာမင်းမျိုးမင်းနွယ်တွေကသာ1000အဲ့တော့1000မကရှိခဲ့တယ်လို့ဒီလိုဆိုလိုတာပေါ့အဲ့တော့အရေးအတွက်အပြည့်ပြောမယ်ဆိုလို့ရှိရင်တော့ခဏတဲ့တောင်အရေးအတွက်များနေတယ်လို့ပြောကောင်းပြောကြလိမ့်မယ်သို့တော့ထိုခေတ်ကလူဦးရေဟာလည်းခဏတဲ့များခြင်းများမှာပေါ့ဒီသမိုင်းလေးလာတဲ့ပုဂ္ဂိုလ်တွေကတခါတလေပြောလို့ရှိကြတယ်အနောဒမင်းကြီးရဲ့စစ်တပ်မှာစစ်သည်ဘိုးဘာတွေတွက်တိုက်တာခဏခေတ်မြန်မာလူဦးရေတဲ့တောင်များနေတာမျိုးတွေ့ရတယ်ဆိုရုပ်တိမရှိဘူးလို့ဆိုလူဦးရေအတက်ကြဆိုတာတစ်ခေတ်နဲ့တစ်ခေတ်မတူပါဘူးမြတ်စွာဘုရားသခင်ကိုရောမြတ်ဟောထားတဲ့ပါဠောကသုတ်တံကိုကြည့်မယ်ဆိုလို့ရှိရင်လောကမှာရှေးတုန်းကလူဦးရေအင်တာမများတယ်တဲ့အဲ့ဒီများလာတဲ့လူဦးရေတဖြည်းဖြည်းကပ်ဘေးကပ်ထန်တွေတင့်တဲ့အခါမှာလူတွေသေချေပျက်စီးကြပြီးတော့လူဦးရေလျော့ပါသွားတာရှိတယ်ဆိုတဲ့အကြောင်း
မြို့တွေဟာကြက်ပြန်မကြစီကားခဲ့တဲ့မြို့တွေဟာနောက်ဆုံးမှာမြို့ပြက်ရာတွေဒီလိုဖြစ်ကုန်တယ်လို့ဒီလိုဆိုတာတွေလည်းရှိသေးတယ်ပေါ့နော်တစ်ချိန်တစ်ခါတော့ကလူကြီးထူထပ်များပြားတဲ့နေရာကြီးတွေဟာခဏခေတ်မှာလူသူမရှိတဲ့တောမြက်ကြီးတွေဖြစ်သွားတာတွေလည်းလောကမှာရှိတယ်ပေါ့အဲ့ဒါတွေကိုထောက်ထားကြည့်မယ်ဆိုရင်တစ်ခေတ်နဲ့တစ်ခေတ်ဟာတူညီတယ်လို့သွားမတွက်လေနဲ့မတူညီဘူးဆိုတဲ့အယူဆမှတ်သားကြရမှာဖြစ်တယ်ကိုယ်မျက်စိထဲမှာတွေ့တာလေးကိုကြည့်ပြီးတော့အမြဲတမ်းဒီလိုကြီးပဲလို့သွားမတွက်နဲ့ဘုန်းကြီးတို့ငယ်ငယ်တုန်းကစကိုင်းရောက်တဲ့အခြေအနေနဲ့ဒီကနေ့အခြေအနေဟာအလွန်ကွာသွားပြီအဲ့ဒီတုန်းကစကိုင်းရောက်တုန်းကဆွန်းလောင်းတာတောင်မှပဲဇွန်သေးသေးလေးနဲ့လောင်းတာခဏမဟုတ်တော့ဘူးเนาะဇွန်ကြီးတွေနဲ့လောင်းနေကြပြီတန်ဃာရေအတွက်လည်းဟိုနေ့တုန်းကအဲ့ဒီခေတ်တုန်းကအနီးငယ်တာရှိတယ်ခဏမှတန်ဃာတွေအများကြီးဖြစ်လာဟောတစ်ခေတ်နဲ့တစ်ခေတ်မတူဘူးဆိုတာဓမ္မထင်ရှားဒါဘလောက်မှမရှိသေးဘူးเนาะနှစ်မဲ့ပြောမှဆိုရင်50လောက်ပဲရှိသေးတယ်အပြောင်းအလဲတစ်ခုပဲအခုလိုထောင်ချီရာချီပြောင်းသွားတာမျိုးဆိုအများကြီးရှိတယ်ဒါကြောင့်မလို့ကိုမြင်ရတဲ့မျက်တောင်မွေးလေးတစ်စုံနဲ့ဆုံးဖြတ်လို့ဆိုတာတော့မဖြစ်နိုင်ဘူးလောကကြီးမှာအမှန်တရားဆိုတာရှားတွေ့မှာမဟုတ်ဘူးလို့ဒီလိုပဲယူဆအောင်ဖြစ်တယ်အဲယောနကဓမ္မရခိတမထေမြတ်စကိုင်းကိုကြွလာတဲ့အခါမှာဒီသောတပန်တည်သွားတာ9000နဲ့ယဟန်ဝတ္တက1000အမျိုးသမီးကဘေကုဏီဝတ်ကြတာ6000ဆိုတဲ့ဒီအမှတ်သားလည်းရှိခဲ့တယ်ပေါ့အဲ့ဒါဟာမြန်မာနိုင်ငံမှာစကိုင်းတိုင်းဒေသကြီးသာသနာဒုတိယအကြိမ်ရောက်ရှိပြီးတော့ပွင့်လင်းစီကားလာခြင်းပဲဖြစ်တယ်ထို့ပွင့်လင်းစီကားမှုဟာခဏခေတ်ထိအောင်စကိုင်းတိုင်းဒေသသားတို့အတွက်ဂုဏ်ယူဝင်ကြွားပွေရာဖျားပထိုးပေါ်များတဲ့ဒီနေရာမှာပကံပြီးရင်စကိုင်းဟာအများဆုံးပဲဖြစ်တယ်ပေါ့အဲ့ဒါလို့သူတော်သူများရှိနေကြတယ်အများပြားရှိလာတဲ့အခါမှာအကောင်းကြီးလို့တော့တွက်လို့မရဘူးပေါ့တစ်ပင်တစ်ပင်မှာကြည့်လိုက်အနှစ်နဲ့အနှစ်မဟုတ်တာတွေမရှိပေဘူးလားအဲ့ဒီမှာအနှစ်နဲ့အကာဆိုတာတွဲပြီးတော့ရှိနေတတ်တာပဲလူရဲ့တဘာဝအတိုင်းလောကရဲ့တဘာဝအတိုင်းပဲမြတ်စွာဘုရားသခင်ကိုရောမြတ်ကလည်းဟောထားတာရှိတယ်များပြားလာမှုတွေ၄ခုကြုံလို့ရှိရင်အပြစ်အနာစာတွေကလည်းများလာတတ်တယ်တဲ့ဒါကိုအပြစ်အနေနဲ့ရှုเสียမဟုတ်ဘူးများလာလို့ရှိရင်ဆိုပါစို့နော်ထေကြီးဝါကြီးတွေများလာတယ်လတ်လဘတွေများလာတယ်ထေကြီးဝါကြီးတွေများလာတယ်ရတ္တညုမဟတ္တလို့ခေါ်တယ်ဟောနောက်ပြီးတော့လတ်လဘတွေများလာတယ်လာဘမဟတ္တလို့ခေါ်တယ်စာတတ်ပေတတ်ပုဂ္ဂိုလ်တွေများလာတယ်ဘောဓုတမဟတ္တစီကားလာတယ်ဝေပုံလမဟတ္တအဲ့ဒီလိုများပြားလာမှုတွေကြုံတဲ့အခါမှာဒီအတိုင်းဝိုင်းထဲမှာအပြည့်အနာစာတွေဆိုတာပေါ်လာတာစမြဲပဲဒါကထုံတန်းဆက်မှာအကောင်းနဲ့အဆိုးဆိုတာအများအားရောနေမှာပဲအေးဘယ်ခေတ်မှာပဲဖြစ်ဖြစ်အကောင်းရှိသလိုအဆိုးရှိတယ်အဲ့ဒီလိုအကောင်းနဲ့အခေတ်ရောလာတာများပြားလာခြင်းဟာဆိုးရုပ်เสียအကြောင်းတွေလည်းပဲရှိကောင်းရှိလာမှာပေါ့သို့တော့အကောင်းဘက်ကတိုးတက်များပြားလာတာတွေကိုကြည့်မယ်ဆိုရင်ဒီကနေ့စကိုင်းသာသနာလွန်ခဲ့တဲ့နှစ်ပေါင်း2600ကမြတ်စွာဘုရားကိုယ်တိုင်ကြွပြီးတော့မျိုးစေ့ချပေးထားခဲ့တဲ့စကိုင်းသာသနာနှစ်ပေါင်း2600ဖရာပထိုးအကြောင်းခံနေနဲ့စီကားပြီးဘုရားဘာသာဝင်သူတော်စင်တို့ရဲ့ပျော်မွေ့ရာမြန်မာနိုင်ငံအယက်ဒေသအားလုံးကလာရောက်ပြီးတော့ချီးရှုရာဒေသကြီးတစ်ခုဖြစ်နေတယ်ဆိုတာကတော့ဘယ်သူမှညှင်းနိုင်တာမဟုတ်ပါဘူးအဲ့ဒါလို့ကိုယ်စကိုင်းသားတွေအနေနဲ့လည်းပဲခိုးယူဝယ်ရာရှိတယ်ပေါ့ဒါကြောင့်မို့လို့နှစ်ပေါင်း900စကိုင်းမြို့တီကိုခုံယူချသလိုနှစ်ပေါင်း2600မြတ်ဗုဒ္ဓရဲ့သာသနာဟာလည်းပဲခုံယူပြီးတော့အတိမတ်ပြုကြရမယ်အခြေအနေပဲပေါ့နော်အဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်အခုလိုကြွရောက်ပြီးတော့လာတဲ့ဒီလိုသာသနာပွင့်လင်းစီကားပြီးတော့ခဏထီအောင်ဖြစ်ပေါ်လာတဲ့အခြေအနေတွေမှာဘုန်းကြီးတို့တွေဟာမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့အဆုံးအမဖြစ်လို့အဲ့ဒီလိုအဆုံးအမကိုရောမြတ်ကိုရောတိုင်းကြွရောက်လာပြီးတော့ဆုံးမခဲ့တဲ့အဆုံးအမတွေလူသားတွေကြားနာခွင့်မရတော့လဲနှစ်ပေါင်း236နှစ်သာသနာတော်တက္ကရာနှစ်ပေါင်း236နှစ်ဖျားပြိဋိဘံစာပြီးနှစ်ပေါင်း236တတိယသံဃာနာပြီးမှာ
ယောနကဓမ္မရဂိတမထေရမြတ်လာရောက်ပြီးတော့သာသနာပြုတဲ့အခါမှာမြန်မာနိုင်ငံစကိုင်းတိုင်းဒေသကြီးရဲ့သာသနာအစစ်အဆက်ဟာခဏထီအောင်ထွန်းလင်းနေတယ်လို့ဒီလိုပြောရမှာပဲအဲ့ဒီကနေစပြီးတော့ထွန်းလာခဲ့တဲ့သာသနာအဲ့ဒါလို့သာသနာထွန်းလင်းလာတာဒီမြတ်စွာဘုရားရဲ့အဆုံးအမသာသနာတော်ဟာဘလောက်တန်ဖိုးရှိသလဲလို့ဆိုတာကိုကြည့်အဲ့ဒါလို့တန်ဖိုးရှိတဲ့သာသနာတို့လက်ထဲမှာရောက်လာတော့ဓမ္မလူမျိုးတွေကတရားဇာတပေါ်များတဲ့သာခုံယူနေကြတာတရားဇာတနဲ့ပို့ပြီးခုံယူတိုက်တာကဗမာပြည်မှာပိဋက3သွယ်နိကေ9ပြဓမ္မခန္ဓာပေါင်း8400ဆိုတဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေအပြည့်အဝရှိတယ်ဆိုတာခုံယူတိုက်တဲ့ပေါ့တချို့နိုင်ငံတွေမှာရှိတာမဟုတ်ဘူးမြန်မာနိုင်ငံမှာရှိရုံနဲ့မကဘူးဒီကနေ့ခေတ်တန်ဃာတော်ရှင်မြတ်တွေဟာလေ့လာသင်ယူနေကြတာဆိုတော့ရှင်တန်လျက်ရှိတာလို့ဆိုလို့ရှင်တန်လျက်နော်노ကြတက်ကြွနေတဲ့မြတ်စွာဘုရားရဲ့အဆုံးအမရှိအဲ့ဒီလိုမြတ်စွာဘုရားရဲ့အဆုံးအမမျိုးတွေဟာတခြားနေရာမှာမရှိနိုင်ဘူးတဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားသာသနာဘုရားရဲ့အဆုံးအမဆိုတာဘလောက်တန်ဖိုးရှိသလဲဆိုတာရှင်သာရိပုတ္တရာမထေရမြတ်ကမိန့်ကြားခဲ့တဲ့စကားလေးတစ်ခုကိုမှတ်သားကြည့်အောင်နတ္ထိဘာဟိရကေတုဋ္ဌိထပိတဝါစိနသာသနာမြတ်စွာဘုရားရဲ့အဆုံးအမကိုဖယ်ထားဘုရားအဆုံးအမရဲ့ပြင်ဘက်မှာတခြားဘာသာရေးတွေတခြားဘာသာခိုင်းအယူအဆတွေထဲမှာတကယ်ကိုကိလေသာအညစ်အကြေးတွေကစင်ကြယ်တယ်ဆိုတဲ့ဤစနစ်ဟာမရှိပါဘူးစိတ်ဓာတ်စင်ကြယ်မှုဤစနစ်တွေလုံးဝမရှိဘူးကိလေသာအညစ်အကြေးတွေကစင်ကြယ်ပြီးတော့မကောင်းမှုအကုသိုလ်တွေကစင်ကြယ်အောင်လုပ်နိုင်တဲ့ဤစနစ်တွေမရှိဘူးရေကေစီဗုဒ္ဓိမှာတတ်တာသုတ်ဆန္တိစိနာသာသနေအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာမြတ်စွာဘုရားရဲ့အဆုံးအမနဲ့တွေ့ရမှသာမြတ်စွာဘုရားရဲ့အဆုံးအမမှသာဟုတ်လားအသိဉာဏ်တွေဟာစင်ကြယ်ပြီးကိလေသာတွေကစင်ကြယ်ပြီးတော့အသိဉာဏ်တွေမြင့်မားနိုင်တာပါလို့ဆိုအဲ့တော့ဘုန်းကြီးတို့တွေဒီစကိုင်းဒေသမှာရောက်ရှိနေကြတဲ့ဘုရားဘာသာဝင်သူတော်စင်တွေဖို့မြတ်စွာဘုရားရဲ့အဆုံးအမလောက်တန်ဖိုးရှိတာဘယ်ရှိမလဲအဲ့ဒီအဆုံးအမကိုရရှိထားမှတို့တွေရဲ့စိတ်ဓာတ်ထဲမှာရှိတဲ့အငြိမ့်ကြေးတွေဟာဒီနည်းနဲ့ဆေးကြောတန်းစင်ပြည့်ရမယ်လို့ဒီလိုဆိုအဲ့ဒီလိုဆေးကြောတန်းစင်ပြည့်လိုက်တာတန်ဖိုးအရှိဆုံးအရာတစ်ခုကိုကိုယ်တိုင်ရရှိကြမှာဖြစ်ပါတယ်အနုမဟုတ်လို့ရှင်တန်ဖိုးမရှိတဲ့အရာတွေနဲ့အချိန်ကုန်သွားနိုင်တယ်အဲ့ဒီမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကဆုံးမတဲ့ဆုံးမဩဝါဒတွေတို့စကိုင်းတိုင်းဒေသမှာရှိကြတဲ့ဒီကနေ့ခေတ်စကိုင်းသူစကိုင်းသားသို့မဟုတ်စကိုင်းဒေသမှာမိခိုးနေကြတဲ့ပုဂ္ဂိုလ်တွေအားလုံးဟာတို့တွေအလွန်ကံကောင်းကြတယ်နှစ်ပေါင်း2600ရှိကြခဲ့တဲ့ဘုရားမြတ်စွာရဲ့သာသနာအရေးအောင်ပါတို့တွေရောက်ရှိပြီးတော့မြတ်စွာဘုရားဟောကြားတဲ့အဆုံးအမတရားတွေကိုတို့တွေကြားနာခွင့်ရှိတယ်အဲ့ဒါလို့ကြားနာခွင့်ရှိရတဲ့အခုလိုဒေသမျိုးမှာတို့တွေလူဖြစ်ရတာအလွန်အကျိုးရှိတယ်လူဖြစ်ရကြိုးနတ်အောင်တို့တွေရဲ့စိတ်ကိုဘာတွေနဲ့ဆေးကြောကြမလဲလို့ဆိုတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟောထားတဲ့တရားတွေထဲမှာကြည့်နော်မေခဏံထင်ကိကောတစ်ထောသစ္ဆာနံစတုရောပဒဝိရာကောတစ်ထောဓမ္မနံဒွိပဒနေသစက္ခုမှာအကောင်းဆုံးကိုရှာကြည့်လိုက်အကောင်းဆုံးကိုရှာကြည့်လိုက်လမ်းစဉ်ထဲမှာအကောင်းဆုံးလမ်းစဉ်ကဘာလဲဆိုရင်သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိလို့ဆိုတဲ့မဂ္ဂင်၈ပါးနဲ့ဖွဲ့စည်းထားတဲ့မဲ့အကောင်းဆုံးပဲအဲ့ဒါ၈ပါးနဲ့ဖွဲ့စည်းထားတယ်ဆိုတာကြည့်ဘုန်းကြီးတို့တွေနံပါတ်1အမှန်မြင်ရမယ်အမှန်မြင်အောင်အမှန်တွေးတတ်ရမယ်အမှန်မြင်အမှန်တွေးဖို့အတွက်မှန်တာပြောခြင်းမှန်တာလုပ်ခြင်းအသက်မွေးမှုမှန်ကန်ခြင်းဆိုတဲ့ကိုခြင်းတရားကောင်းမွန်မှုမှာအခြေခံတယ်ပေါ့အဲ့ဒီကိုခြင်းတရားကောင်းမွန်မှုအတွက်တမ္မာဝါယာမမှန်ကန်တဲ့ကြိုးစားမှုနဲ့ကြိုးစားဖို့လိုအပ်တယ်အဲ့ဒီလိုကြိုးစားပြီဆိုတဲ့အခါမှာစိတ်မှန်ကန်တဲ့လုပ်ငန်းတစ်ခုပေါ်မှာစိတ်ဆိုင်ဖို့လိုအပ်တယ်တမ္မာတတိစိတ်တည်ငြိမ်မှုလိုအပ်တယ်တမ္မာသမာဓိဆိုအဲ့ဒီအရေးအချင်းတွေကိုယ်တဏ္ဍာမှာရအောင်လုပ်မယ်ဆိုရင်ဒီလမ်းကြောင်းဟာအကောင်းဆုံးလမ်းကြောင်းပဲဖြစ်တယ်ပေါ့သစ္စာနံစတုရောပဒအမှန်၄ချက်ထဲမှာတကယ်ကိုသိရမယ်အမှန်၄ချက်ထဲမှာဆိုလိုတာကဘုန်းကြီးတို့တွေရထားတဲ့ခန္ဓာ၅ပါး
အဲ့ဒီခန္ဓာ၅ပါးဟာကျင့်တတ်စရာမကောင်းဘူးဘာလို့ကျင့်တတ်စရာမကောင်းလဲစဉ်းစားကြည့်လေတဖြည်းဖြည်းအိုးလာတယ်နားတယ်နောက်ဆုံးသေရတယ်ဆိုကောင်းတာပဲရှိမလဲကိုကတော့ငါဟာလို့ထင်တော်လဲပဲဟောဒီဘုန်းကြီးတို့တွေရထားတဲ့ခန္ဓာ၅ပါးဟာတဖြည်းဖြည်းအိုးလာတယ်နားတယ်နောက်ဆုံးမှဆွန့်လွတ်လိုက်ရတယ်ဆိုတော့ဒါကိုမြတ်စွာဘုရားကဒုက္ခလို့ပြောတာနော်အဲ့ဒီဒုက္ခကြီးကဘာကြောင့်ရနေတော့ဆိုရင်သမုဒယဆိုတဲ့လိုချင်တဲ့တဏှာကြောင့်ရနေတယ်ဒုက္ခသမုဒယအဲ့ဒီဒုက္ခကြီးချုပ်ငြိမ်းဖို့အတွက်နိလန်ရောရှိလားဆိုဟောမေဃသစ္စာခုပြောတဲ့မေခင်၈ပါးကိုဟောတယ်အဲ့ဒီနိလန်အရာဒီဒုက္ခတွေချုပ်ငြိမ်းသွားတဲ့အရာဟာဒုက္ခនិရောဓလို့ဆိုအဲ့ဒီ၄ဘုတ်ဟာတော့အမှန်တရားထဲမှာတော့အကောင်းဆုံးပဲလို့ဒီလိုဆိုလို့တယ်အဲ့ဒီအကောင်းဆုံးသောအမှန်တရားအကောင်းဆုံးသောလမ်းကရှောင်လန်းပြီးအကောင်းဆုံးသောအမှန်တရား၄ခုကိုရဖို့အဲ့ဒီလိုရပြီဆိုလို့ရှိရင်ဘုန်းကြီးတို့အတွက်အရေးကြီးဆုံးကဘာလို့ဆိုဝိရာဂောတစ်ထောဓမ္မနာကိုရထားတဲ့ဓမ္မတွေထဲမှာအမြတ်ဆုံးတရားဆိုတာဘာလို့ဆိုဝိရာဂလူချင်းမှုတွေကုံသွားမှမကုံသေးသမျှဘုန်းကြီးတို့တွေလုံနေကြအောင်ပါပဲလေလူချင်းတယ်ရအောင်ကြိုးစားတယ်ရတယ်လူချင်းပြန်တယ်မဆုံးနိုင်တဲ့တန်တရားခရီးကိုရှောက်နေကြမှာပဲဒါကြောင့်မို့ဝိရာဂဆိုတာအေးလူချင်းမှုဆိုတဲ့တဏှာလုံးဝပြတ်သွားပြီအဲ့ဒီလူချင်းမှုတဏှာပြတ်သွားခြင်းပြတ်သွားရဖြစ်တဲ့အရတ္တမေတို့နိဗ္ဗာန်တို့ဆိုတာဟာအရတ္တမေအရတ္တဖို့နိဗ္ဗာန်ဆိုတဲ့ဒီတရားတွေဟာဓမ္မတွေထဲမှာတော့အများဆုံးပဲတကယ်လမ်းဆုံးပန်းတိုင်ပဲလို့ဝိရာဂောတစ်ထောဓမ္မနာဒါဖြင့်ဒီအမျက်ဆုံးလမ်းကြောင်းရဲ့အမျက်ဆုံးစကားလေးလုံးရဲ့အမျက်ဆုံးတရားဆိုတာရဲ့ဘယ်သူကဟောတာတော့ဆိုဒွိပဒနိစ္စစက္ခုမှာအမှန်သိတဲ့မြတ်ဘုရားဟောတာပါဖြစ်တယ်ပေါ့ဒါကြောင့်မို့ဘုန်းကြီးတို့တွေဟာအမှန်သိတဲ့မြတ်ဘုရားရဲ့ဒီဆုံးမဩဝါဒတွေကိုရရှိကြသည့်အတွက်ကြောင့်အကောင်းဆုံးလမ်းကလျှောက်ကြမယ်အကောင်းဆုံးသောအချက်၄ချက်ကိုမိမိတို့တဏ္ဍာမှာဖြစ်အောင်ကြိုးစားပြီးနောက်ဆုံးပန်းတိုင်ဖြစ်တဲ့လူချင်းမှုတတ်မဲ့မှုတွေအားလုံးချုပ်ငြိမ်းသွားမှသာလေအကောင်းဆုံးဆိုတာကိုတို့တွေရမှာပဲလို့အခုလိုမြတ်ဗုဒ္ဓရဲ့အဆုံးအမကိုကိုယ်စီသဘောကျပြီးစကိုင်းသာသနာ2600ဆိုတဲ့အမှတ်သားအောင်မှာတို့တွေ2600ကာလရှိကြတဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေကိုတို့တွေဒီကနေ့ရပြီးအကောင်းဆုံးဖြစ်တဲ့ဝိရာဂတရားရအောင်ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးကြင်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း